တခါတော့မြန်မာပြည်ဟာဒီနေ့လိုတနိုင်ငံတော်မဟုတ်သေးဘူးနယ်မြေတွေကွဲပြားပြီးလူမျိုးစုံတီးခြားနေထိုင်နေကြတဲ့အချိန်မှာဒီလိုအချိန်မှာတမိုင်းကိုပြောင်းလဲမဲ့လူတစ်ယောက်ပေါ်လာခဲ့တယ်သူကတော့အနော်ရထာမင်းဖြစ်တယ်အနော်ရထာမင်းဟာပကံထီးနှန်းကိုသိမ်းယူပြီးနောက်နယ်မြေတွေကိုတစ်ခုချင်းပေါင်းစည်းဖို့စတင်ခဲ့တယ်စစ်ရေးနဲ့နိုင်ငံရေးအင်အားကိုအသုံးပြုပြီးကွဲပြားနေတဲ့ဒေသတွေကိုတစုတစည်းဖြစ်လာအောင်လုပ်ခဲ့တယ်ဒီလိုနဲ့မြန်မာပြည်ဟာပထမဆုံးအကြိမ်တနိုင်ငံတော်အဖြစ်ပေါ်ပေါက်လာခဲ့တယ်အဲ့ဒီနိုင်ငံကတော့ပကံနိုင်ငံဖြစ်ပါတယ်အနော်ရထာမင်းကအဲ့ဒီမှာမရက်ဘူးသူဟာထေရဝါဒဗုဒ္ဓဘာသာကိုနိုင်ငံတော်တစ်ခုလုံးမှာထူထောင်ပြီးလူမှုရေးနဲ့ယဉ်ကျေးမှုကိုလည်းပြောင်းလဲစေခဲ့တယ်ပကံမြို့မှာဖျားစီတီတွေအများကြီးတည်ဆောက်ခဲ့ပြီးအဲ့ဒီခေတ်ဟာမြန်မာယဉ်ကျေးမှုအတောက်ပဆုံးကာလတစ်ခုဖြစ်လာခဲ့တယ်အနော်ရထာမင်းပြီးနောက်သူ့ရဲ့စက္ကန့်ဘရင်တွေကလည်းနိုင်ငံကိုဆက်လက်အုပ်ချုပ်ခဲ့ကြပြီးပကံနိုင်ငံဟာနှစ်ပေါင်းများစွာအင်အားကြီးခဲ့တယ်ဒါပေမဲ့အင်အားကြီးတဲ့အရာတစ်ခုတော့အမြဲတမ်းမတည်တတ်နိုင်ပါဘူး73ရာစုအဆုံးပိုင်းမှာနိုင်ငံအတွင်းအုပ်ချုပ်မှုအားနည်းလာပြီးစီးပွားရေးလည်းကျဆင်းလာခဲ့တယ်အဲ့ဒီအချိန်မှာပြင်ပကအန္တရာယ်ကြီးတစ်ခုဝင်ရောက်လာခဲ့တယ်မွန်ဂိုကျူးကျော်မှုအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ပကံနိုင်ငံဟာတဖြည်းဖြည်းအင်အားကျဆင်းသွားပြီးနောက်ဆုံးမှာပျက်စီးသွားခဲ့တယ်ဒါပေမဲ့ပကံနိုင်ငံပြတ်သွားတော့လဲသူ့ရဲ့အမွေနှစ်တွေမပြောက်သွားဘူးယနေ့ထိရပ်တည်နေတဲ့ပကံဖျားတွေဟာအဲ့ဒီခေတ်ရဲ့တက်တည်ဖြစ်ပြီးမြမသမိုင်းရဲ့အစကိုပြန်လဲသတိပေးနေစေပါဒီလိုနဲ့ပထမမြန်မာနိုင်ငံတော်ဟာစတင်ပေါ်ပေါက်ပြီးအင်အားကြီးလာခဲ့ပြီးနောက်ဆုံးမှာပျက်စီးသွားခဲ့တဲ့ဇလန်းတစ်ပုဒ်ဖြစ်ပါတယ်